mango sticky rice စားပါမယ်ရှင်ဒါတော့တရက်တီကောင်းငင်းပါရှင်ဒါလေးကတော့ထိုင်းရဲ့နာမည်ကြီးရဲ့အစားအစာပေါ့နော် IV ရန်ကုန်ပြန်ပြီဆိုလို့ရှိရင်တော့ခဏခဏလွမ်းတဲ့အစားအစာပါစားကြပါအောင်ရှင်ရတာလေးတော့ကောင်းတယ်စိတ်လေးမချိုးဘဲနဲ့စိတ်လေးရတာကိုကြိုက်တာရှင်အဲ့ပြချိုးတော့မကြိုက်ဘူးပေါ့နော်ဒီ mango sticky rice လေးရတယ်မစားခင်မှာရေခဲတက်တာတွေထည့်တာပို့ပြီးတော့စားကောင်းတယ်အဲ့ပြရေခဲတက်တာတွေမှာ4နိုင်လောက်ထည့်လိုက်တယ်ချိုးပြီးတော့အေးလေးနဲ့အရင်ကောင်းသွားကောင်းလိုက်တာအိုးကြိုက်တာပဲကြာနောက်ကစုညံတန်နေပေါ့နော်ကားတန်တို့ယထာတန်တို့စိုက်ကယ်တန်တို့အဲ့လိုမျိုးတွေကြားအကြောင်းကုန်းမှာတွေ့ပါတယ်ရှင်ပါတယ်အဲ့လိုမျိုးကြားပါတယ် IV နေတဲ့ကွန်ဒိုကကြတော့ဒီဘန်ကောက်ရဲ့အရှိဆုံးလမ်းမှာစုခုပဲလမ်းမှာကက်ရက်မှာစောက်ထားတဲ့ကွန်ဒိုမှာ IV ကနေတာပါအဲ့တော့ BDS ယထာလိုက်နဲ့ကက်ရက်ကွန်ဒိုမှာနေတာဆိုတော့လေယထာတန်တော့နည်းနည်းကြားရပါတယ်တခါတလေအဲ့လိုမျိုးကားတန်လည်းကြားရတယ် IV နေတာကတော့29လမှာနေရပါဒါပေမဲ့29လမှာဆိုရင်မဲ့ကက်ရက်ကြီးဖြစ်နေရောလေအဲ့လိုမျိုးအတန်းလေးကြားရတာပေါ့နော် IV ကိုကုန်းမှာအဲ့လိုမျိုးအရန်ပြောတာတွေ့ရပေါ့နော်နောက်ကစုညံနေရပဲကားတန်တွေလားစက်ကဲတန်တွေလားအဲ့လိုမျိုးတွေပေါ့နော်ပြောရဲကားတန်တွေရောပြီးလို့ရှိရင်လူနာတင်ကားတန်တွေရောအဲ့လိုမျိုးတွေလည်းတွေ့ပါရဲ့ရှင်IV ကုန်းမပေးရတူတယောက်ချင်းစီတိုင်းကို IV ကျေးဇူးအများကြီးတင်ပါတယ်နော် IV အကုန်လုံး reply ပြန်ချင်ပါတယ်ဒါပေမဲ့ကုန်းမပေးရဒီ YouTube ရော TikTok ရော Facebook ရောဆိုတော့လေအကုန်လုံး reply ပြန်ဖို့ IV မမီဘူးဖြစ်နေတာပေါ့နော်အဲ့တော့အရန်ဟိုမှာကျေးဇူးအများကြီးတင်ပါတယ်ရှင် IV ကိုကွန်မန့်ပေးရတဲ့ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်လူနာတင်ကားတိုင်ရောင်းရဆိုရင်လား